1935 ခုနှစ်တုန်းကဂျန်ကန်နဲ့ဟက်ကာတီဆိုတဲ့လူနှစ်ယောက်ကအခက်လူသားတွေရဲ့ဘန်ကာတွေကိုစတင်ချကြလာကြပြီးဘန်ကာထဲမှာရှိတဲ့စနစ်တွေအကုန်လုံးကိုအသက်သွင်းလိုက်ပါတယ်။ဟက်ကာတီကဒီအမိုက်ပုံရုပ်တိစောက်ဖို့အတွက်3နှစ်တောင်အချိန်ပေးခဲ့ရလို့ရှိရွနေပြီးဂျန်ကန်ကတော့ကဘာကြီးနောက်ဆုံးအလင်းရောင်ထုတ်ပေးမယ်မိဘတိုက်ကိုဘာဖြစ်လို့အမိုက်ပုံနဲ့ခိုင်းတဲ့နေရာလဲလို့ပြောလိုက်ပါတယ်။ဂျန်ကန်ကပဲကဘာပေါ်မှာဖြစ်နေတဲ့ထူးဆန်းတဲ့ကိစ္စတွေအကုန်လုံးကိုဖြေရှင်းမှုတော့ချက်တရားနဲ့ဒီမှာပဲရှိနေရလို့ဆရာထက်တော်စွာနဲ့ပြောပြနေပါတယ်။နောက်6လအကြာမှာတော့ဂျန်ကန်နဲ့ဟက်ကာတီတို့နှစ်ယောက်လည်းဘန်ကာထဲမှာစစ်တူရင်ကစားနေကြပြီးဂျန်ကန်ကပဲဒီအမိုက်ပုံကြီးထဲမှာဘာမှမလုပ်ရပဲထိုင်နေရတာစိတ်ပြက်စရာပဲလို့ပြောလိုက်ကဒီတောင်ကိုဆက်ရတော့စုံစမ်းစရာတွေပါမယ်လို့ထင်ခဲ့ရလို့မပြနေပါတယ်ဟက်ကာတီကပဲအကောင်လေးရာတကယ်စိတ်ပြက်စရာမင်းပြောတဲ့စုံစမ်းခန်းတွေပါပဲလို့ပြောလိုက်ပြီးခဏအကြာမှာပဲသူတို့စီကိုဖုန်းတကောဝင်လာပါတယ်ဟက်ကာတီကပဲဖုန်းကိုကောက်လိုက်ပြီးဒါကဲလို့ကြောင်ပြောလိုက်ပါတယ်ဂျန်ကန်ကဘသူလဲလို့မေးလိုက်ပြီးဟက်ကာတီကတော့ Fred ရဲ့သမီးလို့ပြောပြလိုက်ကဂျန်ကန်ကတော့ကြားရနေတယ်ပဲစိတ်လှုပ်ရှားသွားပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးတယောက်ကအထုထုကိုဆွဲပြီးတော့ဘန်ကာထဲကိုဝင်လာပါတယ်ဂျန်ကန်ကအန်ဝါတကြီးနဲ့တကယ်ကြီးပါလားဟာလို့ရုံနေပြီးထိုအမျိုးသမီးကလည်းဟုတ်တယ်ငါကဒရတီအစ်စ်ပဲလို့ပြန်ပြောလိုက်ကအဲ့ဆုံးမကိုတတ်ဖို့အတွက်ဘသူဟာကူညီပေးမှလဲလို့မေးလိုက်ပါတယ်လက်ရှိအချိန်ကာလမှာတော့ဆန်ဟာအဖမ်းခံရတဲ့ငရဲဘီရင်ခရိုလီစီကိုတွားပြီးတော့နှဆိုးဝင်မှုခံရတဲ့သူတွေရဲ့နာမည်ကိုတောင်းနေပါတယ်ခရိုလီရဲ့မပေးနိုင်ဘူးဆိုတော့အကြောင်းအောင်သိနေတဲ့ဆန်ကတော့ချက်ချင်းမဲ့လက်ထွက်ဖို့လုပ်နေပြီးခရိုလီကတော့ချစ်ဆက်လက်ဆက်လုပ်ခွင့်ပေးလို့ရှိရင်ပေးမယ်လို့လှမ်းအောင်ပြောနေပါတယ်ပြီးရနဲ့ဆန်ဟာလှုပ်ရှားရှိရတွေကိုဆက်လုပ်နေပြီးဒင်းမြောက်လာတာအကြောင်းကယ်ဗင်ဟာအချင်းနေဘလို့လဲလို့မေးလိုက်ပါတယ်ဒင်းကလည်းဘာမှမထူတာသေးဘူးတမန်တော်ကျောက်စာကိုပဲထိုင်ကြည့်နေရလို့ပြန်ပြောပြလိုက်ပါတယ်ဒါကြောင့်ဆန်ကလည်းကက်စ်ကအကြောင်းပါမေးပြီးကက်စ်ကိုရောမင်းဟာပြန်မခေါ်ဘူးလားလို့မေးလိုက်ပြီးဒင်းကလည်းကက်စ်ကဒီမှာသာရှိနေလို့ရှိရင်ငါတို့ကိုဒုက္ခတွေလိုက်ပြီးပေးပါဆိုးနေရကြောင်းသူသဘောနဲ့သူပဲနေရာကနေထွက်သွားတာပါလို့ပြောပြလိုက်ကဆန်ဟာကက်စ်ကိုငါနှိမ့်ထုတ်မယ်လို့မင်းကထင်နေရလားလို့ပြောလိုက်ပါတယ်ဒါကြောင့်ဆန်လည်းဘာမှဆက်မေးမနေတော့ပဲငါစီမှာအကြံတစ်ခုရှိရလေပြောလိုက်ပြီးသူတို့ရှေ့ရမြေပုံလိုမျိုးဇပွဲပေါ်မှာတမန်တော်တွေကြွကြလာတော့ကမီးရလင်းလာတာကိုကယ်ပြောပြဘူးတော့မှတ်မိလားလို့မေးလိုက်ပါတယ်ဒင်းကလည်းအဲ့ကိစ္စနဲ့ဒါနဲ့ဘာဆိုင်လို့လဲလို့မေးလိုက်ပြီးဆန်ကလည်းတမန်တော်တွေကြွကြလာတာကိုတော့မှအချက်ပြနိုင်လို့ရှိရင်ဒီဟာကြီးဟာမြေပြင်ဘဝတမန်တော်တွေကိုလည်းအချက်ပေးနိုင်မယ်လို့သူကတွေးမိကြောင်းပြလိုက်ပါတယ်ဒီလိုနဲ့ဆန်ဟာဒီဇပွဲကိုနည်းနည်းပါးပါးစစ်ကြည့်လိုက်တဲ့အချိန်မှာတော့ဝါယာကျိုးတွေကိုတွေ့လိုက်ရပြီးဝါယာကျိုးတွေကလည်းတနေရာနဲ့တနေရာကိုချက်ဆက်ထားတဲ့အကြောင်းပြောလိုက်ကဒင်းကိုတနေရာစီကိုခေါ်သွားလိုက်ပါတယ်ဆန်လည်းဒင်းကိုအခန်းတစ်ခုစီကိုခေါ်သွားလိုက်ပြီးအခန်းထဲမှာတော့ထူးဆန်းတဲ့ကွန်ပျူတာလိုမျိုးစက်ပစ္စည်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ဆန်ကပဲသူဒါဒီကိုအားလုံးကိုစစ်ကြည့်ပြီးဖြစ်ကြောင်းနဲ့ဘာနဲ့မှဆက်ဆက်ထားတာမရှိဘူးလို့ပြောလိုက်ပြီးဒီဆက်ဒီကိုအလိုလိုပုတ်တက်ကလည်းပါဝါဘယ်ကနေဘလို့ပေးနေမှန်းမသိဘူးလို့ပြောပြလိုက်ပါတယ်။ဒင်းကလည်းဆက်ကြီးကိုစမ်းကန်ကြည့်လိုက်ပြီးတနေရာမှာနွေးနေတာကိုတတိထားမိသွားတာကြောင့်ဆက်အဖိုးကိုဖွင့်ကြည့်လိုက်ပါတယ်။ဒင်းလည်းခက်ခက်ခဲခဲနဲ့ဆက်ကက်အဖိုးကိုဖွင့်လိုက်ပြီးအနောက်ကစီုံတိုင်းမိသွားတာကြောင့်စင်မမရှိနေတဲ့ပလင်းတလေးကလည်းလဲကျသွားပါတယ်။ဒင်းနဲ့ဆက်လည်းပွင့်သွားတဲ့ဆက်ကက်အထက်ကိုကြည့်လိုက်တဲ့အချိန်မှာတော့ဆန်ဟာဒါမျိုးကိုငါဘယ်မှမတွေ့ဘူးလို့ပြောလိုက်မိပါတယ်။ဒင်းကပဲတခုခုတတိယသွားပြီးဒါတွေကိုသိနိုင်မယ့်လူတယောက်ကတော့ရှိရလို့ပြောလိုက်ကအပြောင်းပြထွက်သွားပြီးဒင်းတို့ထွက်သွားတဲ့အချိန်ကျတော့မှခုနကလည်းနေရာပလင်ရပွင့်သွားကအထက်ကနေထူးဆန်းတဲ့အရှိကြီးထွက်လာပြီးနေရာမှာပိုးရင်တခုလိုမျိုးတွဲကပ်သွားပါတယ်။အတိတ်ကာလမှာဂျန်ကန်ဟာစုံမကြီးနဲ့စကားပြောဖို့လုပ်နေပြီးဒေါ်ရသီကပဲစုံမရဲ့ရှာကိုဖျက်ထားတယ်လို့ပြောပြလိုက်ကဒီနေရာမှာ off ကအရာတခုကိုတတ်ဖို့အတွက်နီးလက်ရှိပါမလားလို့မေးလိုက်ပါတယ်။ဂျန်ကန်ကပဲတိတ်ပြီးရှိတာပေါ့ဒီနေရာကဘာကြီးနောက်ဆုံးပြတ်တဲ့ပဲလို့ပြောလိုက်ကအချက်လက်တွေကိုရှာဖို့အတွက်ဟက်ကာတီနဲ့တူထားထွက်သွားပါတယ်။လက်ရှိအချိန်မှာလည်းဆန်ဟာချာလီနဲ့တူပြောင်းလာပြီးတင်းကလည်းချာလီကိုလွတ်ဆက်လိုက်ခါအလုပ်ရှုတင်ပြီးပြန်ပြီလို့ပြောလိုက်ပါတယ်။ချာလီကတော့အဆင်ပြေကြောင်းနဲ့ပြီးခဲ့တဲ့အပတ်ကပဲသူဟာအလုပ်ပြုတ်လာခဲ့ပြီလို့ပြောပြနေကဒီရက်ပိုင်းအတွင်းမှာတော့အမှုအသေးစားလေးတွေပဲလိုက်ခဲ့သေးရဆိုပြီးတခါတည်းပြောပြလိုက်ပါတယ်။ဒင်းနဲ့ဆန်ကလည်းအဲ့တကားကြောင့်စိတ်ပူသွားကြပြီးအစင်ရောပြေလာတယ်။ချာလီကတော့ဆက်ကြောတဲ့ပုံစံမျိုးပုံကောင်လေးတစ်ကောင်တရေတစ်ကောင်လောက်ကတော့အစ်ပါပဲလို့ပြောပြလိုက်ပါတယ်။ဆက်တော့ချာလီဟာအမဲလိုက်ရတာစစ်ကွေးစာအုပ်တွေရလို့မျိုးပဲပေါ်ဆက်ဆန်အရာတွေရှိလို့ရှိရင်သိကောင်းပါပဲတော့လို့ပြောလိုက်ပြီးစကားတော့မများပြောမနေတော့ပဲထက်ကြီးရှိတဲ့နေရာစီကိုလိုက်ပို့ခိုင်းလိုက်ပါတယ်။ချာလီလည်းဆက်ကြီးကိုတခြားကြည့်လိုက်ပြီးဒီဆက်ကြီးဟာတခြားမဟုတ်ပဲကဘာတော်မှာဖြစ်နေတဲ့သဘောဝလုံးကိစ္စတွေကိုအချက်ပေးနိုင်တယ်အချက်ပတ်ဆက်တဲ့မျိုးပဲလို့ပြောပြလိုက်ပါတယ်ဆန်ကလည်းကောင်းပြီဒါကြီးနဲ့တမန်တော်တွေကိုရောချာခံလို့ရတာလို့မေးလိုက်ပြီးချာလီကလည်းစမ်းကြည့်ကြတာပေါ့လို့ပြောလိုက်ကဆက်ကိုပြင်ဆင်ရရှိရတယ်ကိုစပြီးပြင်ဆင်လိုက်ပါတယ်ပြီးရနဲ့ချာလီဟာဖိုင်နယ်တော့ပြောဆွဲဖို့အတွက်အစီခဏတော့ပေးရအောင်လို့ပြောပြလိုက်ပြီးဒေးမရက်ဆန်ကလည်းတက်ကိုတယောက်ကြည့်လိုက်ကြကဆန်ဟာနင်းတယောက်ထဲအမဲရိုင်းနေတာပေါ့လို့မေးလိုက်ပါတယ်ချာလီကလည်းစူပါနယ်ထွယ်စာအုပ်တွေရတော့တယောက်ထဲအမဲလိုက်တယ်ဆိုတာအန်နယ်များတယ်ဆိုတော့သူသိပါလို့ပြောလိုက်ပြီးဆန်ကလည်းစိတ်ပက်လက်ပက်နဲ့အဲ့ဒီစာအုပ်တွေကို online ပေါ်နဲ့ဖြစ်လို့မချဘူးလားလို့မေးလိုက်ပါတယ်ချာလီကလည်းမရကြောင်းနဲ့စာအုပ်ကမထုတ်ရသေးတဲ့အပိုင်းတွေကိုတော့မှဘလော့မှာတင်နေသူတယောက်လည်းရှိလို့ပြောလိုက်ပြီးဆန်ကလည်းအဲ့ဒါဘာတူလဲလို့မေးလိုက်ကချာလီကအဲ့ဒါဟာတခြားမဟုတ်ဘူးဘက်ကီဝင်ချက်စတာပဲလို့ပြောလိုက်ပါတယ်နာမည်ကိုကြားလိုက်ရတာနဲ့နေမယ်ဆန်ဟာတော်တော်ကြီးစိတ်ပြတ်သွားရပြီးချာလီဟာသူနဲ့တိလို့လားလို့မေးလိုက်ကဆန်ကတော့မြန်မာလိုပဲမသိပါဘူးလို့ထင်ညင်းလိုက်ပါတယ်ချာလီကပဲဓာကြီးဟာတော်ဆွဲနေတဲ့အချိန်မှာဘာလို့ကြမလဲလို့မေးလိုက်ပြီးဆန်ကတော့လုံးစရာတစ်ခုရှိတယ်လို့ပြောလိုက်ကသူ့ရဲ့အခန်းစီကိုခေါ်ဆောင်သွားပါတယ်ဒီလိုနဲ့ပဲဒင်ဆန်နဲ့ချာလီတို့လည်းကယ်လိုရီကဗီဒီယိုတို့ထပ်ကြည့်နေကြပြီးချာလီဟာဆန်ရဲ့အခန်းထဲမှာဘာပစ္စည်းမှရှိမနေရကြောင်းဒီကိုအပြီးပြောမလာသေးဘူးလားလို့မေးလိုက်ပါတယ်ဆန်ကလည်းဒီမှာပြောင်းတဲ့တော့ပြောင်းထားပြီးပါပြီလို့ပြောလိုက်ပြီးဒင်ကပဲဒီကောင်ကအဲ့လိုပဲလေအိမ်နဲ့တိတ်ပြီးတတ်မတည့်ဘူးလို့ဝင်ပြောလိုက်ကဆန်ကပဲဒင်ဒါအလုပ်လုပ်တဲ့နေရာအိမ်မဟုတ်ဘူးလို့ထပ်ပြောလိုက်ပါတယ်ဆန်ရဲ့စကားကြောင့်ပဲဒင်လည်းဆက်ပြောစရာစကားပြောက်သွားရပြီးဘီယာသွားယူလိုက်ဦးမယ်လို့အကြောင်းပြကအခန်းထဲကနေထွက်သွားလိုက်ပါတယ်ဆ
ဆန်ကအမဲလိုက်တာဘာဖြစ်လို့မောမဆန္ဒလဲလို့မေးလိုက်ပြီးချာလီကတော့သူသဘောကျရတဲ့စိတ်ကူးရင်စောက်တွေထဲကလိုမျိုးစွန့်စားရတာတွေကတိတ်ပြီးမရှိတဲ့အကြောင်းပြပြနေကဆန်ကတော့အဲ့ဒါတွေကတကယ်စိတ်ပြက်စရာတွေပဲလို့ပြောလိုက်ပါတယ်အတိတ်ကာလမှာလည်းဂျမ်ကန်နဲ့ဟန်ကာဒီတို့ဟာစုံမအောင်တပ်ဖို့အတွက်နီလက်ချာမြဖြစ်နေကြပြီးအဲ့ဒီအချိန်မှာစုံမဟာချုပ်ထားတဲ့ကြိုးတွေနဲ့တစ်စင်ပြန်လွတ်သွားကဂျမ်ကန်ဟာရောက်အောင်ပြန်ဖမ်းဖို့အတွက်အရှိတ်တက်သွားလိုက်ပါတယ်ကန်ဆိုးချိန်တော့ဂျမ်ကန်ဟာစုံမရဲ့စိတ်ညစ်တာကိုခံလိုက်ရပြီးဟန်ကာဒီနဲ့ဒရိုက်ဂျီကိုပြန်ပြီးတက်ခိုက်ဖို့အတွက်လုပ်ပါတယ်ဒရိုက်ဒီယာဒီမှာစက်သက်ကန်တစ်ခုရှိလာလို့မေးလိုက်ပြီးဟန်ကာဒီယာပဲလက်ညှိုးပေးလိုက်ကဒရိုက်ဒီယာချက်ချင်းပဲစက်သက်ကန်စီကိုထွက်သွားလိုက်ပါတယ်စုံမကတော့ဒရိုက်ဒီနောက်ကိုလည်းသွားပြီးဟန်ကာဒီယာတော့ဂျမ်ကန်ကိုထိထားလိုက်ရပါတယ်ဟန်ကာဒီယာအသိစိတ်တက်ဖို့အတွက်ပြောနေပြီးရွေးချယ်စရာမရှိတဲ့အဆုံးမှာတော့ဂျမ်ကန်ကိုတခါရေးတက်ပစ်လိုက်ရပါတယ်ဒီတော့မှပဲတေကန်နီးဖြစ်နေတဲ့ဂျမ်ကန်ဟာခမည်းပြောတာမှန်တယ်စွန်သွားရတာကြီးကစိတ်ပြက်စရာကြီးပါကွာလို့ပြောလာပါတယ်ဒီလိုနဲ့ဟက်ကာဒီရဲ့ဒရိုဒီနောက်ကိုအသက်တန်ပြလိုက်သွားပြီးစက်သက်ကန်ရှိရတဲ့အချိန်မှာတော့ထူးဆန်းတဲ့အလင်းတိုင်းတစ်ခုကိုသာတွေ့လိုက်ရပါတယ်လက်ရှိကာလမှာတော့ဒေမ်ဆိုင်နဲ့ချာလီတို့ကလည်းစက်ကန်ထဲကိုပြောင်းလာကြပြီးနေရံမှာကက်နေတဲ့ပိုးရင်ကိုတီထားမိသွားကြကအထဲကိုဖွင့်ကြည့်လိုက်ကြပါတယ်အထဲကနေတော့သတိမိနေတဲ့ဒရိုဒီထွက်လာပြီးခဏကြာမှပဲသတိပြန်လာကချာလီကလည်းဒရိုဒီဟာဆုံးသွားတဲ့တူတူဒီအခန်းထဲဝင်သွားပြီးဘယ်တော့မှပြတ်ထွက်မလာတော့ဘူးဆိုတော့ပြပြနေပြီးဆန်ကလည်းခမပြောင်းနေတာ85နှစ်လောက်ရှိနေပြီပဲဒီလိုပြပြလိုက်ပါတယ်ဒင်းကလည်း85နှစ်လုံးဘယ်လိုကြောက်နေရလဲလို့မေးလိုက်ပြီးဒရိုဒီကလည်းဆုံးမအောင်တက်ဖို့အတွက်နီးလည်းမသိရတာကြောင့်သူနဲ့တူတူပဲတွဲကြည့်မှန်တာနဲ့ပိတ်ထားခဲ့ရတဲ့အကြောင်းပြပြလိုက်ပါတယ်လက်ရှိအခြေအနေတွေရာဒရိုဒီကငါပြန်လို့လာပြီဆိုတော့သူလည်းပြန်လို့နေလောက်ပြီလို့ပြောလိုက်ကဒီထဲမှာရှိနေတဲ့စုံတစ်ခုကိုဆုံးမဟာလူချင်းတွေရဲ့အကြောင်းပြပြလိုက်ပါတယ်သူတို့ထင်တာသူလိုပဲဆုံးမကြီးကခရော်လီဖန်ခံရတဲ့အခန်းထဲကိုသွားခဲ့ပြီးခရော်လီကတော့ဘယ်သူမှမသိရကြောင်းဘာလို့လဲဘာရှာလဲလို့မင်းတွေကဖန်ခံရတဲ့ဆုံးမကြီးကတော့ဝူးဝါးဝါးတွေအော်နေရကြောင်းခရော်လီကသူ့ရှိမှရှိနေတဲ့ဆာရွက်နဲ့ဘော်ဘီကိုထိုးပေးလိုက်ရပါတယ်တစ်ဖက်မှာလည်းဆန်ဟာဆုံးမရောခမ ्या ကိုတတ်ဖို့တိုင်မကြိုးစားဘူးလားလို့မေးလိုက်ပြီးဆန်ရဲ့အမေကိုတော့ချာလီရပဲသူ့ကိုမြောက်ပိုင်းမရေမရဲ့အနံ့ဟာကောက်ွယ်ပေးထားရလို့ပြောပြလိုက်ကအဲ့ဒီအကြောင်းကိုသူကစာအုပ်ထဲမှာဖတ်ဖူးရလို့ပြောပြလိုက်ပါတယ်ဒရိုဒီကတော့အိတ်ဆောက်ရေးမှာတဲ့စာအုပ်တွေအကြောင်းကိုခဏလေးခေါ်ထားဆန်းလိုက်ပါလို့ပြောလိုက်ပြီးလောလောဆယ်မှာအိတ်ဆုံးမရှာနေတဲ့ဘာမှမသိတဲ့အရာကိုငါတို့တွေကအရင်လွှင့်အောင်ရှာရမယ်လို့ပြောလိုက်ပါတယ်ဒင်းလေအချာလီကိုနေရာမှာတင်ခိုင်းလိုက်ပြီးအချက်လက်တွေကိုချထားဖို့နဲ့သူနဲ့ဆန်ကတော့ဆုံးမအောင်သွားရှာဖို့တက်လုပ်လိုက်ကြပါတယ်ဒရိုဒီယာသူလည်းခဲ့မယ်လို့ပြောနေပြီးဆန်ရပဲအခုမှပြန်မြင်သတိရတာကြောင့်ခဏနားနေဖို့နဲ့ချာလီကိုကူညီပေးထားလိုက်ပါလို့ပြောကနေရာနဲ့ထွက်သွားကြပါတယ်အားလုံးထွက်သွားတော့မှချာလီကပဲရှင်းရဖန်အကြီးသားပါလို့စပြီးနှုတ်ဆက်လိုက်ကဒရိုဒီယာတော့ဘာမှမတုတ်ပြန်တာကြောင့်ဒီစော်ကြီးဟာစာအုပ်ထဲမှာကျတော့သဘောကောင်းပါတယ်ဟာလို့ရှိလို့လိုက်မိပါတယ်ဒါကိုကြောက်သွားတဲ့ဒရိုဒီယာတော့အဲ့ဒါငါအဖေရဲ့စိတ်ကူးစတဲ့အနေနဲ့ပေါက်ဆက်သွားလို့ပါလို့ပြောလိုက်ပြီးချာလီကတော့အန်ဝန်ကြီးနဲ့ရှင်းရအဖေကအရှင်းဘွားအကြောင်းကိုသူကိုယ်တိုင်ပြန်ရေးခဲ့တဲ့စာရေးဆရာပေါ်လို့ပြောလိုက်ကဒရိုဒီယာလည်းဟုတ်ကြောင်းနဲ့အခက်လူသားရောစာကြီးတယ်မှုရောလုပ်ခဲ့မှုတဲ့အကြောင်းကိုပြပြလိုက်ပါတယ်ချာလီယာဒရိုဒီနဲ့တူရှိခဲ့မှုတဲ့ဟန်ကာဒီဆိုတဲ့သူဟာအနားမြူခဲ့အချိန်ထိဒရိုဒီရဲ့အမှုကိုဆက်ပြီးလိုက်ခဲ့ကြောင်းပြပြနေပြီးစုံမအောင်တက်ဖို့နီလန်ကိုလည်းရအောင်ချတွေ့ခဲ့လို့ပြပြလိုက်ပါတယ်ချာလီကလည်းစာအုပ်ထဲကလိုပဲပေါ့ပေါ်ပီနဲ့စုံမတွေကိုထိခိုက်အောင်လုပ်ရအောင်ပြောရလိုက်ပြီးဟန်ကာဒီရဲ့ကျေးဇူးကြောင့်ပဲပေါ်ပီဟာအနည်းတချို့ရတာကြောင့်ပြပြလိုက်ကပေါ်ပီကြီးစံနေတော့ကြရအောင်လို့ပြောလိုက်ပါတယ်ဒရိုဒီကလည်းတွတ်တွတ်လက်လက်နဲ့ချာလီကိုသဘောတွေကြားနေပြီးအနောက်ကနေတခါးလိုက်သွားပါတယ်ဒင်းနဲ့ဆန်ကလည်းခရော်လီရဲ့အခန်းထဲရောက်လာကြပြီးခရော်လီကတော့ဒင်းတို့အတွေ့ရနဲ့စာချုပ်ရုံနဲ့တန်ပတ်ရုံရောက်လာကြပြီလားလို့ပြောလိုက်ကဒင်းနဲ့ဆန်ကလည်းစုံမနဲ့ခရော်လီကတွေ့ပြီးသွားပြီဆိုတော့သိသွားပါတယ်ဆန်ကလည်းအလန်တကြားနဲ့စုံမအမေကိုဘာတွေပြောသွားလဲလို့မေးလိုက်ပြီးခရော်လီကလည်းစုံမပြောသွားတဲ့ပုံစံအတိုင်းအာဘာဘာလို့အော်ပြလိုက်တာကြောင့်ဒင်းကလည်းခွေးမာသာတခါတက်ပစ်လိုက်ရအောင်ကွာလို့ပြောလိုက်မိပါတယ်ဒါကြောင့်ခရော်လီကပဲအလန်တကြားနဲ့ဟိတ်ကောင်ကမင်းတို့ရဲ့စုံမကြီးကအနေတာလေငါဘယ်လိုလုပ်ပြောပြရမှာလဲသူကတော့အဲ့လိုပဲပြောပြသွားတာဒါမဲ့သူဘာပြောချင်လဲဆိုတော့ငါသိရလို့ပြောလိုက်ပြီးမင်းတို့ကခဏတစ်ဖြုတ်ချစ်စက်လက်ဆက်လုပ်ခွင့်ပေးလို့ရှိရင်ပြောပြမယ်လို့ပြောလိုက်တာကြောင့်ဒင်းလည်းခရော်လီရဲ့ကြိုးခဏဖြုတ်ပေးလိုက်ပါတယ်ခရော်လီလည်းချစ်စက်လက်ဆက်လုပ်နေပြီးပြောစရာရှိတယ်လို့ပြောသေးရကြောင်းဒင်းဟာတရက်လက်ချက်ကိုမြစ်ပေးလိုက်ကအဲ့တော့မှပဲခရော်လီကအလန်တကြားနဲ့ဆာရွက်ကိုဖြန့်ပြလိုက်ပါတယ်ဆာရွက်ထဲမှာတော့စုံမဟာတော့လို့ရေးထားပြီးခရော်လီကမင်းတို့မိဖို့ကြောင့်ထဲမှာတော့ရှိရလို့လက်ညှိုးပေးလိုက်တယ်ဆိုတော့ပြပြနေကဒင်းနဲ့ဆန်လည်းမိဖို့ကြောင့်စီကိုထွက်လာလိုက်ကြပါတယ်မိဖို့ကြောင့်စီရောက်တဲ့အချိန်မှာတော့ရှုပ်ပွားနေတာကိုမြင်လိုက်ရတာကြောင့်ဒင်းဟာကခုနလေးတည်းကမှရှင်းထားတာလေးကွာလို့ရှိရုပ်လိုက်ကအဲ့ဒီအချိန်မှာပဲချာလီနဲ့ဒေါ်တီရောက်လာပြီးချာလီကသူ့လုပ်ထားတဲ့ပေါ်ပီကြီးစံတွေကိုပေးလိုက်ကကြီးစံလျာဆုံးမကိုအထိနာနေအောင်လုပ်နိုင်ကြောင်းနဲ့လေးတောင်ပဲရှိရအောင်တယောက်ကိုတစ်ထောင်စီခွဲယူလိုက်ကြပါတယ်ဆန်ကတော့ဆုံးမဟာတော့ရှာနေရဖြစ်ကြောင်းနဲ့ဖြစ်နေတာတစ်ခုခုကိုသိလားလို့မေးလိုက်ပြီးဒေါ်တီကတော့အလန်တကြားနဲ့ဟုတ်တယ်အဲ့ဒါ off ကိုသွားတဲ့တော့ပဲလို့ပြောလိုက်ကအဲ့တော့နဲ့ဖွင့်လို့ရတဲ့အခန်းတိုင်းဟာ off စီကိုဒန်းရောက်နေတဲ့အကြောင်းပြပြလိုက်ပါတယ်ဒရိုဒီယာပဲသူ့သား off ကိုပြန်ရောက်သွားလို့ရှိရင်သူ့ရဲ့ဆုံးမစစ်တဲ့နဲ့မြောက်ပြက်စစ်တဲ့ကိုတုံးပြီးတော့အကုန်လုံးကိုဖျက်ဆီးပစ်လိမ့်မယ်လို့ပြပြနေပါတယ်ဒင်းကလည်းကောင်းပါပြီအဲ့ဒါဆိုရင်တော့ဟာဘလို့ပုံလဲလို့မေးလိုက်ပြီးဒရိုဒီကလည်းတော့ရဲ့ပုံကိုထုတ်ပြလိုက်ကဒင်းကလည်းဟာအဲ့တော့လားအဲ့တော့ကိုတွေ့ဘူးလို့ပြောလိုက်ပြီးသူ့ရဲ့အခန်းထဲအသက်တာထဲမှာရှိချောင်းပြပြလိုက်ပါတယ်ဒရိုဒီကချက်ချင်းပဲတွားယူကြဖို့အတွက်ပြောလိုက်ပြီးဘာတော့တွားယူမယ်ဆမ်နဲ့ဒရိုဒီတို့ကတော့ဆုံးမကိုအချိန်ဆွဲထားခိုင်းလိုက်ပြီးဆန်တို့ထွက်သွားတဲ့ဒင်းဟာချာလီကိုလုံလုံနဲ့မြောက်ခန်းထဲမှာတွားပုံနေပြောလိုက်ကချာလီကတော့ဘာလဲဒီလောက်ထိစိတ်လှုပ်ရှားကြကောင်းနေတာကိုငါဘာဖြစ်လို့လက်လွတ်ခံရမှာလဲလို့ပြောပြီးတွတ်တွတ်နဲ့ရှေ့ဆုံးကနေပဲထွက်သွားပါတယ်ဆန်နဲ့ဒေါ်ရီတီတို့လည်းစကားတပြောနဲ့ဆုံးမအောင်လိုက်ရှာနေကြပြီးတနေရာမှာတော့ဆန်အောင်တက်ခဲ့ဖို့လုပ်နေတဲ့အဆုံးမအောင်တွေ့လိုက်ရကဒေါ်ရီတီကပဲပေါ်ပီဂျီဆန်နဲ့လှမ်းပစ်လိုက်ပါတယ်
အထင်းလာသွားတဲ့ဆုံးမဟာအငွေးတင်ပြောလိုက်ပြီးပိုင်လိုင်းထဲကိုဝင်သွားတာကြောင့်ဒရတီကပဲသူဟာဘယ်နေရာနေမဆိုပြန်ပြီးထွက်လာနိုင်တယ်လို့ပြောလိုက်ကဆန်နဲ့လူစုခွဲလိုက်ကြပါတယ်ဒင်းနဲ့ချာလီတို့ကလည်းအခန်းထဲမှာတော့အချာနေကြပြီးဆုံးမကလည်းအခန်းထဲကိုလိုက်ဝင်လာပါတယ်ဒီအချိန်မှာဒင်းဟာတော့အချာတွေသွားပြီးချာလီဟာဆုံးမကိုတင်ထားမိသွားတာကြောင့်အတိပေးဖို့လုပ်လိုက်ပေမဲ့နောက်ကျသွားကဒင်းစီယာတော့ကိုဆုံးမကလွတ်ယူလိုက်ပါတယ်ပြီးရနဲ့ဆုံးမဟာဒင်းကိုမှော်ဆွဲနဲ့ပြစ်ဖို့လုပ်နေပြီးချာလီကပဲဒင်းကိုဝင်ကာပေးလိုက်ကဒင်းကလည်းချက်ချင်းဆိုလိုပဲပေါ့ပီကြီးစံနဲ့ဆုံးမကိုပြစ်လိုက်တာကြောင့်ဆုံးမလည်းနေရာနဲ့ချက်ချင်းပဲထွက်ပြေးသွားပါတယ်ပြီးတော့မှဒင်းလည်းအလန်တကြားနဲ့ချာလီကိုပြေးကြည့်လိုက်ပေမဲ့ချာလီကတော့အသက်မရှိတော့တာကိုသိလိုက်ရတာကြောင့်ဘာဆက်လို့မှမသိဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာပဲဆမ်မီအတန်အောင်ကြားလိုက်ရတာကြောင့်ဇီကလိုလန်ဟော်လိုက်ပြီး SG ကလည်းချက်ချင်းပဲနေရာနဲ့လိုက်ကဒင်းဟာ SG ရဲ့ချာလီကိုပါကဲပေးပါအောင်လို့လှမ်းပြောလိုက်ရပါတယ်ဒါမဲ့ SG ကတော့သူသားအဲ့လိုလုပ်ပေးနေလို့ရှိရင်အာရန်ကုန်လုံးလာကြောင်းဆက်ရဲခန္ဓာကိုယ်ထဲမှာအချစ်ချာပုံနေရလိမ့်မယ်လို့တတိပေးလိုက်ပြီးမင်းစီမှာယူချက်စရာနှစ်ခုပဲရှိတယ်အဲ့ဒါကတော့ငါးစီမှာရှိနေတဲ့လက်ကျန်အစွမ်းလေးနဲ့ဆုံးမကိုကူရှင်းပေးရမလားဒါမှမဟုတ်လို့ရှိရင်ဒီကောင်မလေးကိုကဲပေးရမလားလို့မေးလိုက်ပါတယ်ဒင်းကတော့နှစ်ခါအောင်စဉ်းစားမနေတော့ပဲချာလီကိုသာကဲပေးစမ်းမကောက်လို့ပြောလိုက်ပြီး SG နဲ့ပြန်ကဲပေးလိုက်လာကြောင်းအားနေသွားကနောက်ကိုလွတ်ထက်သွားရပါတယ်ဒီလိုနဲ့ချာလီလည်းအံ့ဩဖို့ကောင်းတာပဲအသက်ပြန်ရှင်လာအကြောင်းဒင်းကတော့ဝမ်းသာနေပြီးဆန်ကတော့ဘာဘယ်လိုဖြစ်သွားရလဲလို့မေးလိုက်ပါတယ်ဒင်းကလည်းချက်ချင်းပဲစကားတကားကောက်ရလိုက်ရပြီးဆုံးမဟာမင်းနဲ့ချာလီကိုတက်ခိုက်လိုက်ကြောင်းနဲ့တော့ကိုလည်းတခါလေးယူသွားလည်းပြပြနေပြီးဆန်ဟာဒါဆိုရင်ငါတို့ဘာဖြစ်လို့မသိရရလဲလို့မင်းတွေကဒင်းကတော့အဲ့ဒါတော့ငါလည်းပဲသိပါမလဲကွာလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်ပဲဒေါ်တီရောက်လာပြီးဆုံးမဟာဒဏ်ရာရထားတာကြောင့်ဒီထဲမှာပဲဆက်ပြီးရှိနေအောင်မလို့ပြောလိုက်ကဒင်းနဲ့ဆန်ကလည်းဆုံးမကိုလိုက်ရှာဖို့ထွက်သွားကြပါတယ်လမ်းမှာတော့ဆန်ဟာငါဝင်လာတော့ငါမင်းလက်ခေါ်လိုက်တဲ့ဇီကဆိုတာဘာတူလဲလို့မေးလိုက်ပြီးဒင်းကတော့ငါဒီတိုင်းပဲអော်လိုက်တာပါမဟုတ်ပါဘူးကွာမင်းစိတ်ထဲထင်နေရပါငါဘသူ့မှလည်းမခေါ်ပါဘူးလို့ပိတ်ငင်းလိုက်ပါတယ်ချာလီကတော့သူတတိမိနေတဲ့အချိန်လုံးကအိမ်မက်တစ်ခုမှကြောင်းနေအိမ်မက်ထဲမှာသူ့ရဲ့မိဘနဲ့အတူခရစ်စမတ်ပွဲလုပ်နေကြအောင်ပြပြလိုက်ကဒရတီကပဲအဲ့ဒါဟာအိမ်မက်မဟုတ်ဘူးနေကောင်းကင်ဘုံရောက်သွားတဲ့အကြောင်းပြောလိုက်ကဆုံးမရဲ့ချိန်ဆောင်မိသွားလို့ရှိရင်ဘသူမှအသက်မရှင်ဘူးလို့ပြောလိုက်ပါတယ်အဲ့တော့မှချာလီလည်းအလန်တကြားနဲ့ဒါဆိုရင်ငါတကယ်သိသွားတာပေါ့လို့ပြောလိုက်ပြီးဒရတီကိုလည်းအဲ့ဒါကိုနေဟာဘလို့သိရလဲလို့မေးလိုက်ကဒရတီကလည်းသူ့တစ်ခါခံခဲ့ရဘူးကြောင်းပြပြလိုက်ပါတယ်ဒရတီကသူ့မဆိုးစားပြတဲ့အချိန်တုန်းကသူ့ရဲ့အကြောင်းတွေကိုကျွန်တော်စာအုပ်တွေစာရေးခဲ့ကြောင်းပြပြလိုက်ပြီးချာလီကအဲ့စာအုပ်တွေကတခုခုကိုတဲလုံးသားပေးနေတာရောမဖြစ်နိုင်ဘူးလားလို့မေးလိုက်ပါတယ်ဒီအချိန်မှာဒေါ်ရတီယာတခုခုတတိယမိသွားပြီးချာလီရေနေရတော့တကယ်ကိုညင်ကြီးရှိမယ်လို့ပြောလိုက်ကနှစ်ယောက်သားကားကလောစီကိုထွက်လာလိုက်ကြပါတယ်ဒင်းနဲ့ဆန်ကလည်းဘန်ကာထဲမှာနေရနဲ့ဆုံးမကိုလိုက်ရှာနေကြပြီးတနေရာမှာတော့ဆုံးမရဲ့ခြောက်လိုက်တာကိုခံလိုက်ရပါတယ်ဒေါ်ရတီနဲ့ချာလီကလည်းဂွန်နဲ့ဝင်လာကြပြီးဒေါ်ရတီယာသူ့ရဲ့ဆိုင်ကယ်ကိုပြန်တွေ့လိုက်ရတာကြောင့်ဝမ်းသာအားရနဲ့ဆိုင်ကယ်ဘေးထီကနေတခုခုအသက်အံရှာနေပါတယ်ခဏကြာမှာတော့ဒေါ်ရတီကသူရှာနေရဲ့အရာကိုချတေးသွားပြီးအိတ်ထဲကနေသူ့ရဲ့ဒဏ္ဍာရီတောက်ဖက်တဲ့အနေတွေကိုထုတ်လိုက်ပါတယ်ဒရတီကပဲပေါ့ပီလိုမျိုးဒီဖက်နဲ့ဒီမှာလဲအောက်ကမော့ဆွမ်းနေပါလေလို့ပြပြလိုက်ကအဲ့အချိန်မှာဒင်းနဲ့ဆန်တို့ကနေရာဝဲလာကြပြီးစညုတ်ခံရတာကိုတန်းသီးရဲ့ဒရတီကတော့ချာလီကိုလှမ်းပြပြလိုက်ကပြက်ခုခံဖို့တက်လောက်ကြပါတယ်ဆုံးမဝင်ပူထားတာကိုခံနေရတယ်ဒင်းနဲ့ဆန်ကတော့ဆုံးမကတော့သူဝင်ပူထားတဲ့ဒင်းနဲ့ဆန်နေတဲ့စီရင်မင်းကနောက်တစ်ချိန်ထပ်ပြီးတော့တက်ပြရအောင်ပါပေါ့လို့ပြောလိုက်ပါတယ်ချာလီကတော့အတိပေးဖို့လုပ်နေပြီးဆုံးမကြီးကိုအောက်စီကိုထွက်ပြေးအောင်လုပ်ခဲ့ပေးလို့မရဘူးလို့ပြောနေကဆုံးမကတော့ငါထွက်ပြေးမှာမဟုတ်ပါဘူးငါရဲ့အပေါင်းပါလို့တော့ခေါ်ပြီးတော့ဒီကိုပြန်လာခဲ့မှာပါလို့ပြောနေပါတယ်အဖက်မှာလည်းဆုံးမကြီးကအစီအနီကိုလုံးနေပြီး off ကိုတကားကိုဖွင့်ဖို့တက်လုပ်နေပါတယ်ဒရတီနဲ့ချာလီတို့ကလည်းဒင်းနဲ့ဆန်ကိုပြန်ပြီးခုခံနိုင်ပြီးဒရတီကတောက်ဖက်ကိုချာလီကိုပြစ်ပေးလိုက်ကသူဟာဒီမှာအချိန်ဆွဲရမှာဖြစ်တာကြောင့်ဆုံးမကြီးကိစ္စတုံးဖို့တက်ချာလီကိုလွတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာဆုံးမကြီးကလည်း off ကဝင်ပေါက်ကိုဖွင့်လိုက်နိုင်ပြီးမြောက်ပြက်စစ်တပ်ကိုဆဲခေါ်နေပါပြီမြောက်ပြက်စစ်တပ်ကြီးမရောက်လာခင်လက်မတင်လေးမှာပဲတောက်ဖက်နဲ့ချာလီကဆုံးမကြီးကိုတခါတည်းဝင်ပြီးတော့ပွဲသိမ်းတိုက်ပွဲနဲ့အဆုံးသတ်ပေးလိုက်ကတကားကိုလည်းတခါတည်းအပြီးပြန်ပိတ်ပြလိုက်ပါတယ်ဆုံးမကြီးအပြီးပြန်သိသွားတာအကြောင်းဒင်းမဆန်တို့လည်းစိတ်ညှို့ခံရကနေပြန်ပြီးလွတ်သွားကြပြီးဒရတီကလည်းအမဲဖြတ်ခံရမယ့်ဆက်စက်ရနေကတိလေးလွတ်သွားရပါတယ်ချာလီယာဆုံးမရဲ့ဝေးုံလေးကနေတော့ပြင်လိုက်ပြီးဒင်းလုံးနဲ့တူတူပြန်ဆောင်သွားကြပါတယ်နောက်ရက်မှာတော့ဆန်ဟာခရော့လီကိုပုံမှန်တိုင်းပဲပြန်ပြီးထုတ်ထားလိုက်ကနှစိုးဝင်မှုခံရတဲ့သူတွေရဲ့နာမည်ကိုပေးဖို့တာဆာရွက်နဲ့ဘောပင်ကိုထိုးပေးလိုက်ပြန်ပါတယ်ပြီးရနဲ့တနေရာဆက်သွားမှုလုပ်နေတဲ့ဒရတီနဲ့ချာလီကိုဒင်းမဆန်တို့ကနှုတ်ဆက်ဖို့တက်လုပ်နေကြပါတယ်ဆန်ဟာဒရတီအကြောင်းရေးထားတဲ့စာအုပ်တုပ်ကိုပေးလိုက်ပြီးဒရတီကတော့ကိုယ့်ရဲ့အကြောင်းကိုတယောက်ကစာအုပ်ထုတ်နေတာခံစားအခက်ကြောင့်ပြောနေပြီးဆန်ကလည်းဒီခံစားချက်ကိုသူတို့လည်းကောင်းကောင်းကြီးသိတာပေါ့လို့ပြန်ပြောလိုက်ပါတယ်ချာလီကလည်းဒင်းကိုလှုပ်ဆက်နေပြီးတရွာနဲ့သူ့ကိုပြန်ခေါ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်နေကဒင်းကတော့ဘာတွေပြောနေရလဲငါမသိဘူးလို့ပြောလိုက်ပါတယ်ချာလီကတော့အမွေလုံးမနေစမ်းပါနဲ့ငါသိပါတယ်လို့ပြောလိုက်ပြီးဒင်းကလည်းကောင်းပြီအဲ့ကိစ္စကိုဘယ်သူမှမပြောပါနဲ့အချိန်ကြာလို့ရှိရင်ငါအားလုံးကိုပြန်ပြီးရှင်းပြပါမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲဒေါ်ရတီဟာ off မှာဖြစ်နေတဲ့ကိစ္စတွေကိုရှင်းဖို့အတွက်တွားရအောင်မယ်လို့ပြောလိုက်ပြီးချာလီကိုလည်းသူနဲ့တူလိုက်ခဲ့ဖို့အတွက်ခေါ်လိုက်ပါတယ်အမျိုးဆိုရင်နှခါတော့ခေါ်ကြမလို့တဲ့ချာလီကတော့အချက်ချင်းပဲသဘောတူလိုက်ပြီးဒင်းမက်ဆန်အောင်နှုတ်ဆက်လိုက်ကဒရတီနဲ့အတူ off စီကိုတလန်းချင်းပဲထွက်ခွာသွားကြပါတယ်ဒင်းမက်ဆန်တို့ကတော့ထွက်ခွာသွားတဲ့ဒရတီနဲ့ချာလီတို့ရဲ့အကြောပြုံငင်းကြည့်နေပြီးမကြခင်မှာပဲ off ကိုသွားတဲ့တခါကြီးကလည်းပြန်ပိတ်သွားခဲ့ပါတယ်